ထိတ်တန်းမိတ်ဆာမကြီးရဲ့အိမ်တွင်းအောင်လင်ယောက်ျားတစ်ယောက်အနေနဲ့ကျွန်တော်ဟာကွာရှင်းခွင့်တောင်းမှုအတွက်ပဲနေတိုင်းအလုပ်ဆင်းနေရတာပါအားလုံးကတော့ကျွန်တော်အစာအနာတောင်မကြံအောင်အသက်ခံရတော့မယ်လို့ထင်နေကြပေမဲ့ကျွန်တော်ကတော့မုတ်လေးစားရင်ကျွန်တော်ရဲ့အယူမရကလူကောင်းတွေကိုအပြည့်ရှင်းနေတာကိုပဲထိုင်ကြည့်နေလိုက်ပါတယ်သူမကတော့ကျွန်တော်ဇနီးလင်းလစ်ပါသူမကလက်ချောင်းလေးတစ်ချောင်းမြောက်လိုက်ရုံနဲ့ဘဲရကိုမစိုးချက်ချင်းတက်ပြစ်နိုင်သူပေါ့မိတ်ဆာလန်းစင်ရဲ့အမြင့်ဆုံးအုပ်ချုပ်သူဖြစ်ပြီးကျွန်တော်ကတော့သူမရဲ့အိမ်တွင်းအောင်လင်ယောက်ျားရှီရိုနဲ့သူမရဲ့အသစ္စာရှိဆုံးလက်ပါစီပါဒါပေမဲ့တကယ်တော့ကျွန်တော်ကဘလို့ထွက်ပြေးရမလဲဆိုတာကိုပဲအမြဲစဉ်းစားနေတာပါအခုလဲစိတ်ထဲကနေကြံစီနေပါတယ်ကျွန်တော်ရဲ့အယူမရကသူတို့နဲ့တိုက်ခိုက်နေလို့အလုရှုံနေတယ်ကျွန်တော်ဘက်ကိုလှည့်တောင်မကြည့်ဘူးအခုကထွက်ပြေးဖို့အကောင်းဆုံးအချိန်ပဲကျွန်တော်မုတ်ခွန်တွေကိုအင်ဂျီလက်ထဲတိတ်တိတ်လေးဝက်လေကားထစ်ကနေထွက်ပြီးခမ်းမထွက်ပေါက်စီကိုခိုးကြောင်ခိုးဝက်သွားလိုက်တဲ့ခြေတံကိုအတက်နိုင်ဆုံးဖောက်ဖွက်နေပြီးအသက်ရှူတံကိုလည်းတကယ်ကိုနှင်းနှင်းနဲ့ခပ်ဖောက်ဖွက်လေးပဲရှူနေမိတယ်အတန်နှဲငယ်ထွက်သွားလို့ရက်ဆက်တဲ့ကျွန်တော်ရဲ့အယူမရတိသွားမှကိုကြောက်တာကြောင့်ပြင်းပြင်းတော့မရှူရဲဘူးမင်းငါကိုမမြင်ဘူးမင်းငါကိုမမြင်ဘူးကျေးဇူးပြုပြီးလှည့်မကြည့်ပါနဲ့နောက်ဆုံးတော့တကားဝကိုရောက်သွားပြီးကွာရှင်းခွင့်တောင်းရင်အသက်ခံရမယ့်ချင်းချောက်မှုတွေရှိတဲ့ဒီဘဝကနေလွတ်မြောက်တော့မယ်ဒီမိစ္ဆာနန်းတော်ကနေထွက်သွားတာနဲ့ကျွန်တော်ရှီရိုဟာလုံးဝကိုလွတ်လပ်ပြီးဒါပေမဲ့ကျွန်တော်လွတ်ပြီလို့အထင်ပါပဲကျွန်တော်ရဲ့ရက်ဆက်တဲ့ဇနီးတွေကကျွန်တော်ကော်လာကိုဆွဲဖမ်းပြီးအသက်ကယ်ဆေးလုံးတစ်လုံးကိုပါဆက်ထဲအေးဆက်ဆက်နဲ့ထိုးထည့်လိုက်တယ်ရှီရိုဒါနဲ့ဆိုဒီလထဲမှာအကြိမ်30ရှိပြီးဒီနေ့ကနောက်ဆုံးရက်ပဲမင်းရဲ့ရက်မှန်အဖို့ဆိုးဖို့မလိုချင်တော့ဘူးလားကျွန်တော်နားမယ်လို့မပြောဘူးကွာရှင်းမယ်လို့ပြောတာခင်ဗျားရဲ့အိမ်တွင်းအောင်လင်းယောက်ျားလို့ရတာတော်ပြီကွာရှင်းမယ်ဟုတ်လားဘာအကြောင်းပြချက်နဲ့လဲကျွန်တော်တို့စရိုက်ချင်းမတူဘူးဘာမှလည်းတူတာမရှိဘူးလိုချင်တဲ့အရာတွေကလည်းကွဲပြားတယ်ခင်ဗျားကတိုက်ခိုက်ပြီးအဆင့်တက်ရတာကြိုက်တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးဘာမှမလုပ်ပဲနေချင်တာခင်ဗျားကအမြင့်ဆုံးအာဏာကိုရှာဖွေတယ်ကျွန်တော်ကတော့လွယ်ကူတဲ့ဘဝကိုပဲလိုချင်တာစကားပြောပြီးတော့ကျွန်တော်ခဏရက်ပြီးခေါင်းညှိပြလိုက်တယ်သူမကကျွန်တော်ကိုလက်ရက်ခေါ်တယ်မတာနင်ပြောလို့ပြီးပြီလားပြီးရင်ဒီကိုလာခဲ့ကျွန်တော်တကယ်မသွားချင်ပေမဲ့ခြေထောက်တွေကအလိုလိုရှောက်သွားမိတယ်သူမရဲ့ထီးနှက်ရှိ3လမ်းအကွာမှာရက်လိုက်တယ်ဒါကဘေးကင်းစုံပေါ့သူမကဘာစကားမှမပြောပဲလက်ကိုဆန့်ပြီးကျွန်တော်လက်ကောက်ဝတ်ကိုဆွဲဖမ်းလိုက်တယ်ကျွန်တော်ချက်ချင်းတောင့်ခဲသွားပြီးမလုပ်ရဲတော့ဘူးကျွန်တော်အုံနောက်ကသူမသားကျွန်တော်ကိုအပြင်ကိုလွှင့်ပစ်လိုက်ရင်ပုံပြက်ပန်းပြက်မဖြစ်အောင်ဘလို့ဆင်းတက်ရမလဲဆိုတာကိုတွက်ချက်နေမိတယ်အဲ့ဒီအချိန်မှာပဲခမ်းမတကားကြီးကန်ဖွင့်ခံလိုက်ရတယ်ဝိယုံဖြူဝတ်ထားတဲ့အဖိုးကြီးတယောက်ပြေးဝင်လာပြီးသူ့နောက်မှာဒေါသထွက်နေတဲ့ဝိယုံဖြူဝတ်တပည့်တွေအများကြီးပါလာတယ်တိုက်ခိုက်ဖို့အသင့်ပဲခေါင်းဆောင်ဖိုးကြီးရဲ့မုတ်စိတ်မွေးတွေကလေထဲမှာလွင့်နေတယ်သူကလင်းလစ်ကိုတက်တက်ညွန်ပြီးလင်းလစ်ငါတို့ရဲ့အကြီးအကဲကိုဘာလို့ပြန်ပေးဆွဲထားတာလဲငါတို့လူကောင်းတွေကိုအားနေတယ်လို့ထင်နေတာလားလင်းလစ်ကနောက်ကိုလှည့်တောင်မကြည့်ဘူးကျွန်တော်လက်ကောက်ဝတ်ကိုဆွဲထားရင်းနဲ့ပဲသူမရဲ့လက်ချောင်းလေးနဲ့ကျွန်တော်လက်ဖွားပေါ်မှာကလိထိုးတယ်လို့စော့နေတယ်ပြီးတော့ကြံတဲ့လက်တစ်ဖက်ကိုမြောက်ပြီးသူတို့ဘက်ကိုလက်ဖြောက်တစ်ချက်တီးလိုက်တယ်ကျဲလောင်တဲ့ပောက်ကွဲတန်လည်းမရှိဘူးထူးခြားတဲ့မော်ဝင်ကားထားတွေလည်းမရှိဘူးလေပြေလေးတစ်ချက်ပဲတိုက်ခတ်သွားတယ်တကယ်ကိုမြင်သာတဲ့လေပြေလေးပါဒါပေမဲ့အဲ့ဒီဒေါသထွက်နေတဲ့အကြီးအကဲနဲ့သူ့ရဲ့ထိတ်တန်းတပည့်တွေအားလုံးပြောက်ကွယ်သွားတယ်ပြတော့မကြမ်းခဲ့ဘူးအင်းသူတို့ကိုငါပြန်လွတ်လိုက်ပြီလမ်းမှာလေတိုက်တာနည်းနည်းပြင်းနိုင်တယ်သူမကကျွန်တော်လက်ကောက်ဝတ်ကိုနောက်ဆုံးတော့လှုပ်ပေးလိုက်ပြီးမေးစေးကိုလက်နဲ့ထောက်ကကျွန်တော်ကိုကြည့်တယ်သူတို့ရဲ့ကိုလက်အင်္ကာတွေလွတ်ထွက်သွားနိုင်တယ်ပေါ့လေကျွန်တော်ချက်ချင်းပဲလေတံပြောင်းလိုက်တယ်ကျွန်တော်တို့ဘယ်နာရောက်သွားလဲရက်မှန်အပိုစုတွေ့တယ်မလားကျွန်တော်ဒီလထဲမှာတရက်မှခွင့်မယူပဲတကယ်ကိုကြိုးကြိုးဆဆအလုပ်လုပ်ခဲ့တာကျေးဇူးပါဆရာမကြီးဒါဆိုဘာမှမရှိတော့ဘူးနော်ကျွန်တော်ဘာသာကျွန်တော်နေပါတော့မယ်ညစာသွားကြည့်လိုက်အောင်မယ်ပြီးတော့ကျွန်တော်လှည့်ပြီးပြေးတော့တာပဲတကားဝါရောက်ခါနီးမှာပဲသူမရဲ့အတန်ကနောက်ကနေထပ်ထွက်လာပြန်တယ်ရှီရိုကျွန်တော်တောင့်ခဲသွားပြီးမျက်နှာပေါ်မှာအကောင်းဆုံးဝန်ဆောင်မှုအပြုံးကိုတက်စင်ကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်။ဘာများလိုသေးလို့လဲခင်ဗျာ။သူမကတည်ငြိမ်တဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်တယ်။လင်းလစ်မနှက်ဖြန်စောစောထအရှိဘက်ကန်းချီကိုငါနဲ့လိုက်ခဲ့။ဆရာမကြီးအရှိဘက်ကန်းချီကိုဘာသွားလို့မှလဲ။အဲ့ဒီမှာကောင်းကင်ဓာတ်ခိုင်းရှိတယ်။ငါသူတို့ကိုသွားပြီးကြိုးကြောင်ပြရှင်းပြမလို့။ဟုတ်ကဲ့ပါဗျာကျွန်တော်အသေးချာစောစောထပါမယ်။ခင်ဗျားရဲ့ကြိုးကြောင်ပြတဲ့ခရီးစဉ်ကိုမနှောက်နေစေရပါဘူး။အခါဆိုတာစားလို့ရလို့လား။တက်ရှင်နေဖို့ကပိုအရေးကြီးတယ်။ဒီအိမ်တွင်းအောင်လင်ယောက်ျားအလုပ်ကနေမနှက်ဖြန်ကြရင်တော့အပြတ်ထွက်တော့မယ်။နောက်တစ်နေ့မှာတော့ကျွန်တော်မျက်လုံးအောက်မှာကွင်းညိုကြီးတွေအကြီးကျယ်ဖြစ်နေပြီးလင်းလစ်ကကျွန်တော်ကိုအိပ်ရာထဲကနေဆွဲထုတ်တဲ့အချိန်မှာနေတော့မထွက်သေးဘူး။သူမကအရှိဘက်ကန်းချီကိုကြိုးကြောင်ပြဖို့သွားမယ်။သူမရဲ့လင်ယောက်ျားအတူဖြစ်တဲ့ကျွန်တော်ကလည်းအတူလိုက်ရမယ်ကျွန်တော်တို့တွေပြန်တန်းနိုင်တဲ့တားရဲတွေဘာမှမစီးကြဘူး။သူမကကျွန်တော်ကော်လာကိုပဲဆွဲလိုက်တယ်